တို့စရာကတော့ဒီမှာလေကစုံးလေးပေါ့နော်လေကစုံးလေးတွေအားလုံးမစားကြပါအောင်ရှင်ဒါလေးကတော့9ချိန်မြောက်ပို့ဖွားတွေအတွက်ထမင်းမှုလေးဖြစ်ပါတယ်အဲ့တို့တွေလူဖို့ပြင်ဆင်ပွားရဆိုလို့ရှင်တော့ထမင်းစားပါမယ်ကဲအခုဆိုလို့ရှိရင်တော့အဲ့ဒါစပြီးတော့စားပါပြီးအဲ့ဒါလှူမဲ့ဟာလေးတွေဖယ်ထားပြီးပါရပေါ့နော်ကဲဒါကတော့ငါ6ချက်လေးဖြစ်ပါတယ်ရှင်ကတဘိုးလို့ကတပေါင်းလို့တော့ပြောကြတယ်ပေါ့နော်ဒါပေမဲ့တဲ့နဲ့သိတယ်အမကတော့ဒါငဒန်6တွေပါတဲ့ပြောတာပဲနော်ဒါမသိဘူးနော်ဒါပေမဲ့စားကောင်းတယ်ငဒန်ဆိုတော့မှလည်းငဒန်ကလည်းဈေးအရင်ကြီးပါတယ်လူသိစိမ့်လေးနေကြတော့စားမယ်ငါ6ခင်းရလေအာလူနဲ့ချက်လည်းတိတ်ကောင်းတာတော်ကြိုက်တယ်ငပိရီဒါဈေးတွေကလည်းငပိရီပါညောင်ခါရှိန်ငပိရီမဟုတ်ပါဘူးညောင်ခါရှိန်ငပိရီလည်းဒီနှစ်ထက်မှရအောင်ရောင်းပေးပါမယ်စားချင်တဲ့လူအများကြီးဖြစ်နေကြတာဒီသိပါတယ်ပေါ့နော်ပြီးတော့ဒါကအကျချက်ထားတဲ့ပြီးဆုံးချင်းရင်ပါကိုရန်ချက်ပြီးတော့စားလို့ကောင်းတဲ့တီးစုံဟင်းလေးဖြစ်ပါတယ်ထားကြပါအောင်ရှင်ငပိရီကျုံနဲ့ငါ6ချက်လေးရယ်ကစုံရက်ကြော်ပူပူလေးနဲ့တခွားတီးတိုးစရာလည်းပါပါတယ်နောက်ပြီးတော့တိုးစရာကတော့ဒီမှာဖရဲကင်းပြုတ်လေးနဲ့ကစုံရက်လေးလည်းပါတယ်လေကစုံလေးပေါ့နော်လေကစုံလေးတွေချင်းရရှာလောင်ကျက်သွားရတော့ပြီးတော့ပောက်ပန်းဖူလည်းပါပါတယ်ပြီးတော့ဖရဲသီးအကင်းလေးလည်းပါတယ်ကစုံရက်ကြော်လေးရယ်ဖရဲသီးအကင်းလေးရယ်ပေါ့နော်အားလုံးအဲ့ခွန်ပါမယ်အားလုံးမစားကြပါအောင်ရှင်စားပါပြီရန်ကောင်းမချောင်းမရမငါအောင်အတပါကောင်းကောင်းကောင်းဒီငါချောက်ကလေငဒန်ကြဆိုရင်တော့ကြိုက်တယ်ဟုတ်ဆိုစားရနေမှာလေအစီလေးပါအဲ့လိုကြောင့်မလို့ချက်တဲ့ခါမှာစားကောင်းတယ်ပြန်နှိမ့်လည်းမနှိမ့်နေရိုင်းနှမ်းစားဖို့မဟုတ်ပေါ့နေတာရေတော့စားမှဆိုလို့ရှိရင်လည်းရေတော့ဒီတော့မှမပါတာကိုကြိုက်တယ်ဆက်
အားကြပါရှင်ဒီမဲ့စားတဲ့ဗီဒီယိုကောင်ကိုရှင်းရှင်းလေးလုပ်ပေးပါလို့ဆိုလို့လုပ်ပေးရပါတော့။မှန်တယ်ကြာအဲ့ဒါဝါတာလည်းရမ်းနေတယ်။ပါတာလည်းနေတယ်။အဲ့ရိုက်ပေးရလို့ကလည်းညောင်းနေအောင်အကြာကြီးရိုက်ပေးရတာပေါ့။ဆွဲရပြီလား။ဟောအဲ့အော်လည်းအရင်ကောင်းပါနော်။နောက်တော့ဘယ်လိုကြားလို့ထပ်ပြီးတော့ဆက်ကြစားကြပါအောင်မချင်း။ဒီစီပြတဲ့လောင်းကိုတင်ပြနေကြပါတယ်။ကလေးလေးစားတဲ့မိုးတော့ကိုဆမ်းမလိုက်ဖို့လို့မှန်းရလိုက်မယ်နော်။ဟုတ်ပါဒီတစ်ပတ်တနင်္ဂနွေအတွက်အခုလိုမျိုးအတန်လေးပြင်ဆင်ထားပါရဲ့ရှင်ပြီးလို့ရှိရင်တော့ထမင်းလိုက်ပြီးတော့ဝေပါမယ်ဒီဖဖွားကတော့အသက်လက်ရအောင်အရင်ကြိုက်တဲ့ဖဖွားပေါ့နော်ပြီးတော့ငှက်ကလေးတွေလွတ်ပြီးတော့ကုသိုလ်ယူခဲ့ပါတယ်နောက်ထပ် vlog တွေမှာလည်းအများကြီးချက်ပြစားပြမှာမလို့ page လေးကို like and follow လုပ်ထားပေးပါရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲစိတ်ချမ်းမြေပါစေရှင် bye bye